Angela နဲ့ page မှာပြန်လည်ကြိုဆိုပါရစေ။လွတ်ချလိုက်ပါဆိုတဲ့အကြောင်းအရာလေးကိုမနေ့ကတော့အနည်းငယ် sharing လေးလုပ်ပေးသွားခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာတော့မနိုင်ဝင်မချမ်းပါနဲ့ဆိုတဲ့အကြောင်းလေးကိုအနည်းငယ်ထပ်ပြီး sharing လေးလုပ်ပေးချင်ပါတယ်။ကိုမတက်နိုင်တာကိုမတက်နိုင်ဘူးလို့ပြောတတ်ခြင်းကလည်းတာဝန်ယူမှုတစ်မျိုးပါပဲ။လူအတိုင်းဝိုင်းမှာအာဏာတက်တဲ့သူတွေသူများကိုကူညီခြင်းနဲ့စိတ်များတဲ့သူတွေဟာမရဘူးမလုပ်ပေးနိုင်ဘူးလို့ညင်းရမယ်စကားကိုပြောဖို့အရန်ခက်ခဲတတ်ကြတာသဘာဝပဲဖြစ်ပါတယ်။တစ်ဖက်လူစိတ်မကောင်းဖြစ်သွားမလားကိုကိုအားကိုးရမယ့်သူမဟုတ်ဘူးလို့ထင်သွားမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ကိုမနိုင်တဲ့ကိစ္စတွေကိုတောင်ရပါတယ်လို့ခေါင်းငိတ်လက်ခံလိုက်တတ်ကြတာသဘာဝပဲเนาะတကယ်တော့ကိုမနိုင်တဲ့ဝင်ကိုထမ်းလိုက်တဲ့အခါမှာအစပိုင်းမှာတော့တစ်ဖက်လူကအခြေနဲ့သွားပါလိမ့်မယ်ဒါပေမဲ့အချိန်တန်လို့ကိုကအဲ့ဒီကိစ္စကိုအဆင်ပြေအောင်မလုပ်ပေးနိုင်တဲ့အခါဒါမှမဟုတ်အချိန်မီမပြီးမြောက်တဲ့အခါမှာပိုပြီးဆိုးဝါးတဲ့အခြေအနေတွေကိုရင်ဆိုင်ရတတ်ပါတယ်နော်အရန်ကိုမှတတိထားရမှာဖြစ်ပါတယ်ကိုလည်းအလုပ်မပြီးမချင်းစိတ်မဖိစီးရသလိုတစ်ဖက်လူရဲ့ကိစ္စတွေလည်းကိုကြောင့်ကြံ့ကြာပြီးထိခိုက်နစ်နာသွားနိုင်ပါတယ်ဒါကြောင့်ကိုမလုပ်နိုင်တဲ့အရာကိုမလုပ်နိုင်ဘူးလို့ပွင့်လင်းလင်းညင်းဆိုတတ်တာဟာကိုရဲ့အားနည်းချက်မဟုတ်ပါဘူးနော်အဲ့ဒါဟာကိုအမှန်တိုင်းသိသိနဲ့ရင်းချက်မှုတစ်ခုဖြစ်တယ်လို့တစ်ဖက်လူရဲ့အချိန်နဲ့မျှော်လင့်ချက်ကိုတမိုးထားပေးတဲ့တာဝန်ယူမှုတစ်မျိုးလည်းဖြစ်ပါတယ်။မတေချာတဲ့ကိစ္စတွေပေးပြီးမျှော်လင့်ချက်တွေပေးထားတာထက်စာရင်အစကတည်းကပြက်ပြက်တသားညှင်းလိုက်တာကနှစ်ဖက်စလုံးအတွက်ပို့ပြီးပေးခဲ့ပါတယ်။မတက်နိုင်ဘူးလို့ပြောလိုက်ခြင်းဟာအကူအညီတိုင်းတဲ့သူကိုမချစ်လို့မကူညီချင်လို့ညင်းပယ်တာမဟုတ်ပါဘူးကိုယ့်ရဲ့လက်ရှိအခြေအနေကိုယ့်ရဲ့အချိန်နဲ့ခွန်အားဘောင်တွေကိုရိုးရိုးသားသားဖွင့်ပြလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီလိုပွင့်လင်းစွာပြောဆိုနိုင်မှသာတစ်ဖက်လူကလည်းသူလိုအပ်တဲ့အကူအညီအတွက်တခြားအဆင်ပြေမဲ့နည်းလမ်းကိုအချိန်မီရှာဖွေနိုင်မှာပဲဖြစ်ပါတယ်ဘဝမှာလူတိုင်းကိုအမြဲတမ်းကျေနပ်အောင်လုပ်ပေးနေဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးเนาะကိုတကယ်လုပ်ပေးနိုင်တဲ့အရာတွေကိုပဲတာဝန်ယူပြီးအကောင်းဆုံးလုပ်ပေးပါဒါပေမဲ့ကိုစွမ်းအားထက်ကြော်လွန်နေတဲ့ကိစ္စတွေမှာတော့မတက်နိုင်ဘူးလို့ရဲရဲဝံ့ဝံ့ပြောဆိုရတဲ့တက်ကြည့်ကိုမွေးပါနော်ကိုယ့်ရဲ့ကန့်သက်ချက်ကိုကိုယ်တိုင်အသိအမှတ်ပြုပြီးရိုးသားစွာဖွင့်ပြောခြင်းကရေရှည်မှာကိုယ့်ရဲ့သိက္ခာရောသူများရဲ့ယုံကြည်မှုကိုပါခိုင်မာစေမဲ့အမှန်ကန်ဆုံးသောတာဝန်ယူမှုတစ်ခုပဲဖြစ်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေစိတ်ချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် Thank you